နေဝင်သွားတဲ့အချိန်တိုင်းသမီးတို့အိမ်ကြီးကစူညံလာတတ်တယ်အဖေနဲ့အမေရဲ့ငိုကြေးကိစ္စတွေအခက်အခဲတွေနဲ့ကြောင်းတွေကိုညှင်းခုန်ကြတဲ့အတန်တွေပေါ့နားမထောင်မိအောင်နေပေမဲ့လည်းအဲ့ဒီစကားသံတွေကနားတွေကိုအတင်းတိုးဝင်လာခဲ့ကြပါတယ်သမီးကအခုမှ6တန်းပဲရှိသေးတယ်ဆိုပေမဲ့စိတ်တွေကတော့လူကြီးတယောက်လိုလေးလံပင်ပန်းနေတတ်ပါတယ်သမီးရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုလည်းဘယ်သူ့ပေါ်မှမပြောပြခဲ့ဘူးဘလို့ပြောအောင်မှန်းလည်းမသိဘူးတခါတလေကြာရင်တော့ကြောင်တော့ပဲနေလိုက်တာပဲပိုပြီးအဆင်ပြေမလားလို့တွေးမိရဲ့သမီးလာလေဒီမှာအတူလာထိုင်ဆရာမကဘာလို့နောက်ကျလဲဆိုပြီးပြစ်တင်မင်းမြန်တာမျိုးမလုပ်ပဲသမီးအတွက်နေရာလေးတစ်ခုအစင်သင့်ဖန်တီးပေးခဲ့ပါတယ်ပြောပြရခန့်နေတဲ့စကားလုံးတွေကိုပုံလေးတွေဆွဲပြီးရင်ဖွင့်ကြည့်မလားဒီမိန်းကလေးကတကယ်ကိုကြီးမားလေးလံလုံးနဲ့ကြောက်တုံးကြီးတုံးကိုထမ်းနာရတာပဲနော်အဲ့ဒါတော့သူလဲမကြပဲကြက်ကြက်ခံမတက်ရက်နေနိုင်တော့မဲဆရာမကသမီးရဲ့ပုံလေးကိုလက်ထက်ညင်သားစွာပြန်ပေးခဲ့ပါတယ်ဆရာမကသမီးကိုတမအောင်နေဖို့မပြောခဲ့သလိုဝမ်းမနေဖို့လည်းမပြောခဲ့ပါဘူးသမီးဆွဲတဲ့ပုံလေးကိုပဲတခြားကြည့်ပေးခဲ့ပြီးသူမြင်ရတဲ့အတိုင်းပဲပြောပြခဲ့တာပါပထမဆုံးအကြိမ်အဖြစ်သမီးရဲ့စိုးရိမ်ပူပန်မှုတွေကိုတခြားတယောက်နဲ့မျက်ဝေခံစားလိုက်ရတယ်လို့ခံစားလိုက်ရတယ်ဆရာမကမိဘတွေကိုဘာတွေပြောခဲ့လဲဆိုတာသမီးမသိပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့အပြောင်းလဲတွေဖြစ်သွားခဲ့ပါတယ်နောက်ပိုင်းကျမှသိလိုက်ရတာကဆရာမကသမီးတို့လိုကလေးတွေကိုဘယ်လိုကူညီရမလဲဆိုတာကိုမြန်မာ Teacher Platform မှာအမြဲတမ်းသင်ယူလေ့လာနေတယ်ဆိုတာပါပဲအရာတိုင်းကအရင်ကထက်ပိုပြီးတော့လွယ်ကူတက်တာလာခဲ့တယ်ပြဿနာအလုံးပြေလည်သွားတာတော့မဟုတ်ဘူးဒါပေမဲ့ဝန်တို့ဝန်ပိုးတွေကိုတယောက်တည်းမထမ်းထားရတော့လို့ပါသမီးရဲ့ရင်ထဲမှာအဲ့ဒီကြောက်တုံးကြီးကရှိနေစေဆိုပေမဲ့အရင်ကနဲ့တော့မတူတော့ပါဘူးစိတ်တက်ကြပြီးလမ်းပြောင်းနေတယ်လို့ခံစားရတဲ့အချိန်တိုင်းသမီးဆွဲထားတဲ့ပုံလေးကိုကြည့်ပြီးဆရာမပြောတဲ့စကားလေးကိုပြန်ကြားရမိရဲ့သူအခုထိကြင်ကြံ့ခံရက်တည်နေနိုင်တော့မယ်တဲ့